Hey, အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Minecraft game ကိုကြိုက်တဲ့သူတွေရောမကြိုက်တဲ့သူတွေပါအကြိုက်တွေ့စေမယ်တကယ်လူတွေ Minecraft ကဘာတွေရောက်သွားရင်ဘာဖြစ်မလဲဆိုတဲ့ဇာတ်လမ်းလေးကိုပြောပြပေးသွားမှာပါကဲအဆင်သင့်မလားစားလိုက်ရအောင်အိမ်မက်မက်ယာကနေတကယ် Minecraft ထဲရောက်သွားတဲ့ Steve ဇာတ်လမ်းလေးက Steve ဆိုတဲ့လူတစ်ယောက်ကနေစားတာပါသူကငငယ်ကလေးကတွင်းတူးရတာကိုယူဆွတ်ခဲ့တဲ့သူပေါ့ဒါပေမဲ့ကြီးလာတော့ဖြစ်ချင်တာနဲ့ဖြစ်နေရတာကတခြားစီသူကတကားကကောင်တွေလိုက်ရောင်းတဲ့စိတ်ပြက်စရာကောင်းတဲ့အလုပ်ကိုလုပ်နေရတာဒါပေမဲ့သူကသူ့အိမ်မက်ကိုမစွန့်လွတ်ဘူးတနည်းတော့တွင်းတူးရင်းနဲ့ထူးဆန်းတဲ့ Orb of Dominance လုံးကြီးနဲ့ Earth Crystal တစ်ခုကိုတွားတွေ့ရောအဲ့ဒီပစ္စည်းနှစ်ခုကိုပေါင်းလိုက်တဲ့အချိန်မှာပဲဝန်ခနဲ့ဆိုပြီးသူ Minecraft ရဲ့ overworld ထဲကိုရောက်သွားပါလေရော Steve တော့ကဒီကဘာကြီးကနေဖန်ပုံပဲသူစိတ်ကြိုက်စောက်ချင်တာစောက်လို့ရတာကိုဒါပေမဲ့ကန်ဆိုးချင်တော့နောက်ထပ် portal တစ်ခုကနေသစင် Nether ကဘာထဲရောက်ပြီးမော်ဂိုရှားလျှော်တဲ့ Piglin ဘရင်မနဲ့တွားတိုးတာဟုတ်ဒီဘရင်မကအဲ့ဒီ orb ကြီးကိုလိုချင်နေတာ Steve ကယင်းမိတယ်ဒီ orb တာမော်ဂိုရှာလက်ထဲရောက်ရင် overworld ရောလူလောကပါပျက်စီးတော့မယ်ဆိုတာအဲ့ဒါနဲ့သူကသူ့သစ္စာရှိခွေလီ Dennis ကိုအဲ့ဒီ orb တွေပေးပြီးလူလောကကသူ့အိမ်ကတင်အောက်မှာတွားဖွက်ထားဖို့ပြန်လွတ်လိုက်တယ်နှစ်တည်းအကြာကြီးကြာသွားပြီးတဲ့နောက်မှာကျွန်တော်တို့ Garrett နဲ့တွေ့ကြမယ်။သူကအရင်တုန်းကတော့ video game champion ဟောင်းပေါ့။အခုတော့အာလူကျော်နာမည်ကြီးတွေမြို့လေးမှာအမိုက်သိမ်းသမားလုံရင် game ဆိုင်လေးဖွင့်ထားတယ်သူ။ဒီနေ့တော့သူက Steve ရဲ့အိမ်ဟောင်းကပစ္စည်းတွေကိုလိုက်ဝယ်ရင်းနဲ့ဟို orb နဲ့ crystal ကိုတွားတွေ့တာပေါ့။အဲ့ဒီအချိန်မှာပဲအမေဆုံးသွားတဲ့မောင်နှမနှစ်ယောက်ထက်တဲ့ Natalie နဲ့ Henry တို့ဒီမြို့ကိုရောက်လာတယ်။သူတို့ကိုအိမ်လိုက်ပြတဲ့အကျိုးဆောင် Dawn ဆိုတဲ့အမျိုးသမီးဟဲတော်တော်လေးတော့ထူးဆန်းတယ်။သူ့ကားထဲမှာတရိဆန်ဆုံးဖွင့်ထားသလားအောင်မရတယ်။ အလ်ပါကာတွေပါပါသေးတယ်ဟန်ရီလေးကကျောင်းမှာလူရဝင်ချင်းတော့အာလူပီဇာတွေပါတယ်နဲ့ကြိုးစားရှာပါတယ်လမ်းမှာဂက်ရက်နဲ့တွေ့ပြီးတငယ်ချင်းတွေဖက်သွားကြတာပေါ့ဒါပေမဲ့ဟန်ရီကအလွဲလေသူလှုပ်လိုက်တဲ့ jet pack ကပြက်ကြပြီးသူ့အမနယ်ထလီအလုပ်လုပ်နေတဲ့အာလူကျော်စက်ယုံကြီးကိုတွားကြိတ်ပြီးရောကျောင်းထုတ်မခံရအောင်ဂက်ရက်ကိုသူ့ဦးလေးအယောင်ခိုင်းပြီးကျောင်းအုပ်ကြီးစီတွားရှင်းရတာပေါ့အဲ့ဒီကနေဂက်ရက်ဆိုင်ရောက်ဟို orb နှစ်ခုကိုဟန်ရီကတွားဆက်လိုက်ရောပေါ်တော်ပွင့်ပြီးသူတို့နှစ်ယောက်တွင်းလဲကနေ Minecraft ကဘာထဲရောက်သွားကြပါလေရော Natalie နဲ့ Dawn တို့ကလည်း Henry ပျောက်သွားလို့လိုက်ရှာနေခြင်းနဲ့ပေါ်တော်ထဲပါတော့ကြတာပေါ့Minecraft ကဘာထဲရောက်တော့ဘာလို့ရမှန်းမသိဖြစ်နေတော့ညဘက်ရောက်ကနေဇမ်ဘီတွေအယိုးစီတွေကဝိုင်းတိုက်တော့တာပဲကန်ကောင်းချင်တော့ Henry က Minecraft မှာပစ္စည်းဆောက်တတ်တဲ့ပညာကိုချက်ချင်းအသုံးပြုနိုင်ခဲ့တယ်ဒီကြားရဲ့ရဲရတာတခုကရွာသားတယောက်ကလူလောကတဲ့ရောက်ပြီးကျောင်းအုပ်ကြီးနဲ့တွားတွေ့တယ်ကျောင်းအုပ်ကြီးကသူ့ကိုကားနဲ့တိုက်မိပြီးနှစ်ယောက်တာချစ်သူတွေဖြစ်သွားသေးတယ်နော်တကယ်ကြီးနော်မော်ဂိုရှာကအော့ပြန်ရောက်တာတီတော့ Steve ကိုလွှတ်ပြီးလိုက်ခိုက်တာပေါ့ဒါပေမဲ့ Steve ကလူသားချင်းချင်းဆိုတော့မောင်နှမနှစ်ယောက်ဘက်ကနေကူညီပြီးရွာထဲခေါ်သွားတယ် Dennis ဆိုတဲ့ခွေးလေးနဲ့ပြန်ဆုံပြီးနောက်မှာသူတို့တွေ Woodland Mansion ကိုရောက်လာတယ် Garrett နဲ့ Steve ကအဆောင်တွေကိုလမ်းကြောင်းချွဲပေးနေတော့ Henry ကခိုးဝင်ပြီး Crystal အသစ်ကိုယူနိုင်ခဲ့တယ်ဒါပေမဲ့မာဂိုရှာရဲ့တက်တွေကအင်အားတာလို့နေတော့ orb ကိုလှုပ်ရနိုင်ခဲ့တာပေါ့မာဂိုရှာရဲ့အကြံကနေကိုကွယ်ဖြစ်ပြီး Minecraft ကဘာကိုအမှောင်ချဖို့ပဲဒါပေမဲ့ကျွန်တော်တို့တရွယ်တင်တွေကအရှုံးမပေးပါဘူး Golem တွေအများကြီးစောက်ပြီး Piglin တက်တွေကိုပြန်တိုက်တယ် Dawn ကလည်းခွေးတွေဝုံပွေတွေကိုစီးစုံပြီးစစ်ကူခေါ်လာတယ်နောက်ဆုံးမှာတော့ Garrett ကအချိန်မီပြန်ရောက်ပြီး Henry က Ender Pearl ကိုသုံး orb ကိုပြန်ယူပြီး Malgosha ရဲ့အစီအစဉ်ကိုဖျက်ဆီးလိုက်နိုင်တယ်နေရောင်ကြီးပြန်ထွက်လာတာနဲ့မာဂိုရှာရဲ့တပ်တွေကဇမ်ဘီတွေလိုပဲလောင်ကျွမ်းပြီးတေကုန်ကြတာပေါ့အစုံတတ်မှာတော့အကုန်လုံးလူလောကကိုပြန်လာကြတယ်စတီဗ်တန်လိုက်လာတယ်နော်ပြီးတော့သူတို့အားလို့အောင်မြင်ကြတယ်နယ်ထလီကကိုခံပညာသင်တန်းဆိုင်ဖွင့်တယ်ဒေါန်ကတရိတ်ဆန်ဆုံးဖွင့်တယ်ဟန်ရီကတော့ကျောင်းပြန်တက်ပြီးသူ့ရက်ဂျက်ဖက်ကိုအောင်မြင်လွတ်နိုင်ခဲ့တာပေါ့စတီဗ်နဲ့ဂက်ရက်တို့ကတော့ဂိမ်းဆိုင်ကိုအကြီးကြီးဖြစ်အောင်ချဲ့ပြီးအောင်မြင်တဲ့လုပ်ငန်းရှင်ကြီးပဲဖြစ်သွားကြပါတော့တယ်ကဲဒါကတော့ Minecraft ဇာတ်လမ်းလေးပါပဲနောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာဇာတ်လမ်းလေးကိုနားထောင်ခြင်းကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့မမိပါနဲ့နော်အားလုံးပဲ
နောက်ဗီဒီယိုမှာထပ်တွေ့ကြတာပေါ့